လေးမွေးတော့လင်းကောင်းမဖော်နိုင်မဲ့မွေးတဲ့ကလေးယောက်ျားယူပြီးကလေးရပြန်တော့လေမင်္ဂလာဆောင်တဲ့အချိန်အတွက်ဗိုက်ကြီးလိုယူလိုက်ရတာလေယောက်ျားရှိရတဲ့အကြောင်းကြောင့်ကလေးမယူတဲ့သူကြတော့လေမြုံနေရလားမသိဘူးကိုယောက်ျားနဲ့ကိုအစင်ပြေလို့ကလေးယူပြန်တော့လေ3ယောက်ထက်ပိုယူကြည့်အမလေးကလေးမွေးတဲ့စက်ယုံကြနေကဲကလေးတယောက်ပဲမွေးထားပြန်တော့လေဟဲ့တယောက်ထဲပဲမွေးမှလားထပ်မွေးလေကလေးကတကောင်ချက်ဖြစ်နေမယ်လို့ပြောတာပေါ့လက်ထပ်ဖို့အစင်မပြေသေးလို့အချိန်ကြီးကြာနေပြန်တော့လေခိုးစားနေတာနဲ့ပဲကျင်းနေနေတာအချိန်မဆွဲပဲလက်ထပ်လိုက်ပြန်တော့လေအမလီဘယ်ချိန်ကလေးကလင်းလို့ကျင်နေလဲမသိယူပြီးတော့အစင်မပြေကြလို့ကွဲလိုက်ပြန်တော့လေတစ်ခုလက်ဖြစ်ပြီးကြည်နေရွပြပါတော့အစင်မပြေပေမဲ့လည်းတီးခံပေါင်းနေပြန်တော့လေအယူအမဲသာကျွေးထားတယ်လို့ဒီလင်းကိုဘာဆွဲလန်းနေမှမသိဘူးတဲ့အိမ်တော်ရေးစိတ်မဝင်စားလို့အပြူကြီးလုံးနေပြန်တော့လေဘယ်တော့ယူမှလဲတယောက်ချင်းနေတော့မှလားမောင်တယောက်ပဲရှိတယ်ကစားလင်းတယောက်မရှိရင်မတင့်တယ်ဘူးအပြိုကြီးကနေအိမ်ကပေးစားလို့ဖြစ်ဖြစ်ဖူးစာပါလို့ဖြစ်ဖြစ်ယောက်ျားသာရကြည့်လိုက်ဒီရွယ်ရောက်မှလင်းကထယူသည်တဲ့ဒါကိုပတ်ဝန်းကျင်လို့ခေါ်တာပေါ့ဗျ